မင်္ဂလာပါဒီနေ့လောက်ပြမှာကတော့ရွှေကြည်စနိုးမကင်ဖြစ်ပါတယ်ရွှေကြည်စနိုးမကင်လုပ်ဖို့အတွက်အရင်ဦးဆုံးဘိန်းစီလေးပေါ့နော် poppy seeds လို့လည်းခေါ်တဲ့ဖြူရောင်ပေါ့ white poppy seeds လေးတွေကိုလိုဟိနဲ့လော်ပေးရပါမယ်အဲ့လို9မိနစ်10မိနစ်လောက်လော်ပေးရခါကြလို့ရှိရင်အဲ့ poppy seed ကလေးတွေကညူရောင်လေးတန်းသွားပြီဆိုလို့ရှိရင်စပြီးအနံ့လေးစထွက်ပြီးဆိုတာနဲ့ဘီးမှချထားလိုက်တော့မဟုတ်ရင်အိုးပူတာနဲ့ဆိုရင်လေပိုတူးသွားတတ်တယ်ပြီးလို့ရှိရင်ကျအုပ်အကြီး3လုံးကိုခွက်ထဲမှာတည်တည်ချာချာကြည်အောင်ခလောက်ပြီးထားမယ်ခလောက်ပြီးလို့ရှိရင်ကိုကတော့အုံတို့ကိုတခါတည်းထည့်ပြီးတော့မှမှွေလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်ရွှေကြီးလုတ်တဲ့ခါကြလို့ရှိရင်ရွှေကြီးလော်ပြီးလို့ရှိရင်အဲ့လိုအုံတို့ထည့်နို့ထည့်ပြီးမှကျအုပ်ထည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ခါကြလို့ရှိရင်အရန်ပူနေတဲ့ခါကြလို့ရှိရင်ကျအုပ်ကချက်ချင်းဖြူအောင်ပြောင်းသွားပြီးတော့ခါကြတော့တမတော့ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ခုအုံတို့နဲ့ကျုပ်နဲ့ရင်ရောထားလိုက်တာကြိုက်တယ်လို့လုပ်လို့ရတယ်ဒါမှကိုအတွက်အဲ့ဒီဟာ stress ဖြစ်လို့အဲ့ဒါနဲ့ရင်ရောထားလိုက်တာပေါ့နော်ပြီးလို့ရှိရင်ဒီရွှေကြီးမုံကလေဒီမှုေးတစ်စိတ်ကိုတုံးထားတယ်မြန်မာပြည်ရပဲဒီမှုေးတစ်စိတ်ကလာတဲ့အဲ့ဒီ texture ကိုကြိုက်တယ်ပေါ့နော် local မှာအဲ့လိုဈေးထဲမှာလည်းဝယ်လို့ရတယ်ဒါပေမဲ့ဒါတွေကလက်လန်းမမီဘူးလေနော်အဲ့တော့မှုေးကိုပဲ online ကနေဝယ်တုံးလိုက်တယ်အဲ့ဒါကိုလိုဟိနဲ့လှော်မယ်10မိနစ်လောက်လှော်လိုက်မယ်လှော်ပြီးပြီဆိုလို့ရှိရင်ဂီထောဘတ်ကိုထည့်မယ်ဂီထောဘတ်ကပုံမှန်ဗမာပြည်မှာသုံးတဲ့ထောဘတ်ပေါ့နော်အဲ့ဒီဟာကိုထမင်းစားစုံနဲ့၄စွန်းဟင်းချက်တဲ့စီကထမင်းစားစုံနဲ့၄စွန်းထည့်ပြီးလို့ရှိရင်တိချနှံ့အောင်မွေပြီးလို့ရှိရင်တကြားကို160 gram ထည့်ပို့ထည့်လို့ရတယ်200လောက်ထိထည့်လို့ရတယ်ထိုးတာကြိုက်ရင်ပို့ထည့်ပေါ့နော်ဒီခု160ရာကျတော့အခုရဲ့အနေထားနဲ့ဆိုနည်းနည်းပေါ့တဲ့အထဲမှာပါတယ်ဒါပေမဲ့ကိုကလည်းအရင်ချိုမစားချင်လို့ပေါ့တဲ့ဟာကိုပဲစားချင်လို့160ပဲထည့်လိုက်တာပေါ့နော်ကဲတကြားလဲမှွေသွားပြီဆိုလို့ချင်းခုနရောထားတဲ့ကြက်ဥနဲ့အုံတို့နဲ့အရောကိုထည့်မယ်ပြီးလို့ရှိရင်နို့စိမ်းထည့်မယ် evaporated milk ပေါ့နော်အဲ့ဒါထည့်မယ်ပြီးရင်ရေကအချိုးစားကကြက်ဥအကြီး3လုံးအုံတို့က400 ml နို့စိမ်းက400 ml ရေက300 ml အဲ့လောက်ထည့်တယ်တကြားက160 gram ပြီးတော့စားကလက်ဖက်စားစွန်းတစ်စွန်းထည့်လိုက်တယ်ဂီထောဘတ်ဆိုယူထောဘတ်ပေါ့နော်တခြားအင်္ဂလိပ်ထောဘတ်ဒီအနောက်တိုင်းထောဘတ်ဒီသုံးလို့ရတယ်ဒါပေမဲ့အဲ့ဒါတွေကနှံ့ရတာနဲ့မပြည့်စုံအဲ့ဒါတွေမသုံးဂီထောဘတ်ကို4စွန်း cooking oil ကို4စွန်းထည့်တယ်ထမင်းစားစွန်း4စွန်းအဲ့ဒါပြီးရင်အဲ့ဒါတွေအားလုံးကိုတမအောင်မှွေမယ်လုံးဝတော့အစကတည်းကဒီလုံးဝမီးအေးနဲ့ပဲလှော်မယ်မီးအေးနဲ့ပဲကြိုမယ်တစ်ချိန်လုံးအဆက်မပြတ်မှွေနေမယ်ကြားထဲမှာနည်းနည်းနာကျင်တာပေါ့နော်ဗတ်ပြောင်းပြီးမှွေပေါ့မဟုတ်ရင်အောက်ကကတ်တတ်တယ်ပြီးလို့ရှင်ထဲရလေအလိုအလုံးလေးတွေဖြစ်ပြီးတော့လေမညီညာတော့ဘူးပေါ့နော်အချက်မညီတော့ဘူးဖြစ်တတ်တဲ့အကြောင်းစတိုက်မှွေနေရကောင်းတယ်ပြီးရင်အဲ့ thick texture ရသွားပြီဆိုလို့ရှိရင်ဒါအဆင်ပြေပြီပေါ့နော်အားလုံးလည်းအရည်လည်းစိတ်ဝင်သွားပြီဆိုလို့ရှိရင်ဘန်းထဲမှာကိုထဲမဲ့ဘန်းထဲမှာစီတုပ်လည်းရတယ်ထောပတ်တုပ်လည်းရတယ်ပြီးလို့ရှိရင်ညီအောင်ဖြန့်ပြီးအပေါ်ကနေဖြီးပြီးတော့မှညီးသွားပြီဆိုလို့ရှိရင်အပေါ်ကနေဘိန်းစီလေးတွေဖြူဘိန်းစီကိုနေရနှံ့ဖြူပေါ့နော်ကိုကတော့အဲ့လိုရှိတဲ့ဟာလေးနဲ့ဆိုတော့ဘန်းနှစ်ဘန်းဖြစ်သွားတယ်အဲ့လို9 inch ဟိုဘက်ဒီဘက်9 inch ဆိုလို့ရှိရင်အဲ့လိုတစ်ဘန်းနဲ့ရတယ်ထူထူလေးပေါ့နော်အဲ့ဒါပြီးလို့ရှိရင် air fryer ကိုက air fryer သုံးတယ် air fryer မှာ baking function ပါတော့လေအဲ့ baking function နဲ့ပဲသုံးလိုက်တယ်အဲ့ဒါဆိုရင်140 degree celsius ကိုမိနစ်40နဲ့ဖုတ်မယ်တကယ်လို့ air fryer function ဆိုလဲwell same ပါပဲဒီ temperature နဲ့ဒါပဲသုံးလိုက်ဒါမှမဟုတ် oven အကြီးရှိတယ်ဆို oven ကြီးကပို့ပြီး space ကျဲတဲ့အတွက်ကြောင့်မို့160 degree celsius ကိုသုံးအချိန်ရတော့ဒါပဲအဲထဲမှာနည်းနည်းဓာတ်လေးနဲ့ထိုးကြည့်ပေါ့နော်ထိုးပြီးထွက်လာလို့ရှိရင်တကယ်လို့ကိုကနည်းနည်းပို့ပြီးတော့မှကြက်ချင်တယ်ဆိုလို့ရှိရင်လည်းနည်းနည်းအချိန်ပို့ပြီးတော့မှထည့်လို့ရတယ်တနား10မိနစ်လောက်ထည့်ပြီးဖုတ်လို့ရတယ်temperature အရန်တက်လိုက်လို့ရှင်ကြောင့်လေပေါ်ရင်တူးသွားတာပဲရှိရဘာမှမထူးပြီးလို့ရှင်ကိုကြိုက်တဲ့တုံးလေးတွေတုံးပြီးတော့မှစားလို့ရပြီထုတ်ပြီးလို့ရှိရင်လုံးဝအေးတော့အေးခံပြီးတော့မှအတုံးလေးပို့ပြီးတော့အတုံးလေးဖြစ်တယ်ပေါ့နော်မဟုတ်လို့ရှင်ကြတော့ဖွာပြီးတော့လေအတုံးမဖြစ်တတ်ဘူးပူကြီးနဲ့လှီးလို့ရှင်အေးတော့ခံပြအောင်ခံပါအဲ့လိုသူများနေဆိုလို့ရှင်ညအိတ်တိတ်တယ်ပေါ့နော်ရေကတရာထဲမှာအဲ့လိုတညသိပ်ထားပြီးနောက်နေ့မှလီးတာတို့တညလုံးအပြင်မှာထုတ်ထားပြီးအေးခံပြီးတော့မနေ့မှလီးတာတို့လုပ်တယ်ပေါ့နော်ဟိုဟာလေးဒီ wheat flour အပြင်ပေါ့နော်အဲ့လို semolina ဆိုတဲ့ဟာ flour သုံးလို့ရအဲ့ semolina ကကြတော့လေမာလို့သူကလေထဲကအစီတွေကလေတော်ယုံနဲ့အဲ့ဒီမှာမပြော့နိုင်ဘူးအဲ့ texture ကိုမကြိုက်ဘူးအားကြောင့်မလို့အခုဒီ
ဒီ wheat flour ကိုပဲသုံးနေပေါ့နော် semolina flour ကိုသုံးလို့ရတယ်ဒါပေမဲ့အဲ့ဒီဟာကြာရည်နည်းနည်းပို့ထည့်ရမယ်အချိန်နည်းနည်းပို့ပြီးတော့မှပို့ယူပြီးပို့ကြတယ်အဲ့တော့ကြောင့်မလို့ကိုကတော့ဒီ wheat flour ကိုပဲမှုရိုးပဲသုံးလိုက်တယ်ဗမာပြည်မှာဆိုရင်တော့ရွှေကြည်မှုန့်ဆိုတာဒီဈေးထဲမှာဝယ်လို့ရတယ်ဘလောက်သားဆိုပြီးဝယ်လို့ရတာအရင်စင်ပြေအဲ့ဒါတော့အကောင်းဆုံးပဲဗီဒီယိုလေးကိုကြိုက်လို့ရှိရင် subscribe and follow လုပ်ပေးပါအောင်နော်ကျေးဇူးများကြီးတင်ပါတယ်စကြပါအောင်ရှင်